ပါလမ်းရှိကလွဲနေတင်းနေပဲကဲ3ယောက်5ယောက်ဗတ်ဆိုင်မှာစလိုက်ဘူးဟက်ရှော့ oh my god ဖာဒါဖစ်ဂရန်နဲ့ဝေါ်လေးပါပိတ်ပြီးတာဖန်နီဝေါ်စရိုက်မီဆွဲလက်ဆွဲဖြောက်ခွဲလိုက်တာမောင်စံနေနဲ့ဟီရိုကီပါပေးစားတကောင်လဲကြံတော့ဂရန်ဂျာဘယ်လိုထိမ့်ပါလဲစူပါဘူလက်တီတောက်လျှောက်ပြစ်နေနေပဲဂရန်ဂျာရက်ဆိုတီဆိုနာနာပြဲပြီးတော့လိန်ထိန်ရင်သေးရလားငါအောင်တီပြေးတက်လာရင်လည်းပဲဘတ်တာဖလာကနေပဲ favorite ဝါပိတ် fifth grade ဝါထိုးနေ preset drone only ရိုက်ဝိုင်းနေတူကြီးပါတတ်တယ်ပဲပြေးလာဘူးတော့ရွေးချယ်လာရင်လည်းပဲတတ်တယ်ဘတ်တယ်လေးကတော့စတင်လာမယ်ထင်တယ်EHP လေးလည်း level 4ကိုစီရဝိုင်းဆိုလက်ပု base of fire အရင်ပေးလာရင် lane shake ကလွဲ resist လာအော်ကတိတာလက်ဆွေ2မှခွဲပေးသွားတယ်ဒါပေမဲ့ resist လက်နဲ့ပဲစပြီးတော့တတ်တယ်ရသွားတယ်ဘယ်သူက decade 2စပြီးတော့ hero key base funny cave cat တို့ပိုင်းနေဆိုမဲ့ tiger အနေနဲ့ပြန်ပြီးတော့ရုံးထွက်ထားပါသေးတယ်ဆိုချောင်းနေနဲ့တော့လာပြီးတော့ကာဘူးလို့ flame shot တွေပါပြစ်လိုက်တာ funny နဲ့သိမလို့ပဲကတိတာလက်ဆွေပါပြန်သွားပြီပေါ့နော်သူရဲ့ beyond the ocean ထောင်းအမှကတိတာလက်ဆွေခွဲပေးလိုက်တာ decade 2မြဲခေါ်ကျင်တော့မရဘူးပြီးတော့ဘုံမာရီမှထက်လာ funny ပဲ cave လိုက်ဆွဲ fake cave ပဲကတ်တို့ဖြတ်ပါTiger erosion 0မှာဆွဲပြီးလိုက် Fanny Cave နဲ့ပဲဆုံးသက်ပြီးနေပဲ Hero King နှစ်ကောင်ဗျာတော့ဖြူပေးထားလေတော်တော်ကောင်းတယ်နော်အောက်ကလေ Granger solo မှောက်သွားလားချောင်းတဝေးလုံးကပြီးတော့ Ocean 2မှာဖမ်းမိကြတာ Fanny retreat တကယ်2ပဲရအောင်ယူထားနေမယ် Fanny ကိုယ်တိုင်တောင်းဝင်မကြေသွားဘူးပြီးတော့ Ocean ထောင်ပြီးကြတာကောင်းလိုက်တာနော်ကကူရာမို့လို့တိုက်လို့ကဲ Fanny Cave လေးနဲ့ဘာကျူးလုံးလိုက်နေ Fanny Cave ကတ်တော့ဖြတ်ပိုင်း retreat လေးကတော့တကယ်2ရအောင်ပေါက်ထားမြင်းခေါ်ရင်တော့မရဘူးတန်းကတော့တေသွားပြီတကယ်တူတိုင်ပတ်နေပြီဗျာ Fanny Cave လေးနဲ့ပဲပြန်ပြီး ACD ရုံးထွက်သွားပါသေးတယ်ပြဿနာတော့ဘာမှများများစားမရှိဘူး goal လေးကလည်းအဆင်ပြေနေတယ်မလိန်ကလည်းအဆင်ပြေနေရကဲ base of fight lane shake က Tiger evolution 1မှဆွဲဖြတ်တိုက်ကကူရာထီးလေးပါလာပြောက်ဘူး benefit break နဲ့2မှပြဖမ်းပြီးထားတယ်နောက်ကနေပြီးပြီးထွက်ဘုံမာရီမှ6 elbow တင် the wave dragon ဖြတ်ကန်ပြီးတော့ ocean ထက်တောင်လက်ဆွဲထက်ခွဲပြန်နေတဲ့ Tiger လေးပါထက်ကေးပေးလိုက်ရရင်ပဲ double ကေးပဲမြူးနဲ့တူအော်favorite ကို flag ကိုင်းတော့ဝင်ထိုးပြတာကောင်းတယ်ဒါပေမဲ့နောက်က follow damage ပါလိုက်ခြင်းဒီခုမှာ decade 2မြင်းလေးခေါ်ပြီးတော့လိုက်ချပြီးတော့စူးစမ်းနေ Fanny Cave ပဲနောက်လျှောက်မီးနေရ Fanny Cave ပဲတိုင်းနှစ်ပတ်နဲ့ Granger Russell ဒီဆိုနာလာရတဲ့ Fanny ကိုရိုင်းပဲရွာလိန်နဲ့တေးဆုံးမြင်းတစ်ချက်ပေါက်ပြီးတော့ Ocean လေးထောင်ပြီးတော့ကောင်းတယ်ပြီးfavorite လေးနဲ့ပြန်ပြီးတော့ wall ပိတ်ပြီးတော့ကောင်းနေတယ်ပဲပြီးချွတ်ပြစ်ချက်တွေကြားမှာ double game ပဲပြန်ပြီးဆက်လိုက်ရရင်လည်းပဲ blue တင်ဘာလို့အဆင်ပြေနေတော့မေဗျာ first tower လေးတက်လုံးရရင်လည်းပဲ favorite ထိုးပြအောင်လားချောင်း Evo လေးကိုဖြတ်တင်ထား favorite ထိုး3မှာ fake crack oh my god နောက်ကနေပြီးတော့ battery freezing နဲ့ပြစ်နေနေပဲ resist လိုက်တောက်လျှောက်ရရင်ရဆိုမဲ့ damage မလောက်ဝိုင်းနေပဲနောက်က beatrix တက်လိုက်ပြစ်နေနေ legendary ပဲ beatrix နဲ့တူပြီးတော့ ocean ထထောင် favorite ချောင်းတုံးရတော့ကိုမဖြတ်ကန်ပြီးလိုက်နေပဲ hero key 4កောင်လောက်ထိပါကြာရှုံးသွားတော့ oh my god လည်းများစွာရင်းနေရတယ်နော်ကတိတာပြီးတော့ ocean ကိုစ beatrix sniper တစ်ချက်နဲ့မဲ့သွားတာတိမ်မလို့ပဲကတိတာလက်ဆွေခွဲ decade 2 sniper တစ်ချက်ထပ်စားရင်းနဲ့ပဲ decade 2 တမ်းပြီးတင်သွားတာလက်ပု resist လက်ထပ်ရိုက်ထားရဆိုမဲ့လည်းနောက်က follow ရဲ့ damage မပါလိုက်ခြင်းဒီကိုလက်ပု flag နဲ့ပြင်ပြီးချောင်း elbow တင်ထားတာကောင်းတာ the wave dragon ဖြတ်ကန်ပြီးတော့ ocean tiger evolution 3မှာဖမ်းပေးရတယ်နောက်က Granger Russell ဒီဆိုနာနိုင်ပြ favorite နဲ့ fake crack တွေပါထိုးပေးထားရဆိုမဲ့လည်းမရတော့ဘူးပြန်ပြေးဖို့လုံးနေ beatrix sniper ရှိတော့ရှိမနေတော့ဘူးဆို hero key 1 for 1 trade ပဲဒါကြီးတို့စောင့်နေရပြီလို့ okay ပါနောက်ပွဲလာရိုက်မယ်ကြည့်ရပါရိုက်ခံမလားပြီးတော့ ocean ထောင်လွယ်ဝိုင်း sniper bull headshot tiger ရဲ့စောက်ခွက်ကြီးတက်တက်ကြီးမှန်ဝိုင်းနေပဲကပ်ဂရရင် over တန်းနေပါပြန်ရှောင်ထားပြတာကောင်းလိုက်တာဆို beatrix sniper ပြစ်တာလည်းကောင်းတယ် beatrix fancy flag နဲ့ညာတော့များသွားပြီလက်ပု base of 5ပါပဲ timing hero key ပေးဆက်လိုက်ရင်လည်း granger ယူထားတယ်ပြီးတော့ ocean ထောင်သိမလို့ပဲကတ်တီတာပြန်တော့ပြေးထားရင် scale 1လေးတာပြီးဖြစ်သွားတော့ကချောင်းတဝဲတော်ကိုဖြတ်ကန်ပြီးတာကောင်းလိုက်တာကတိတာပြီးတော့ ocean လေးထပ်ထောင်နေနေပဲဒါမှမမလောက်အောင် favorite fakra flag နဲ့ဝင်ထိုးနောက်ကနေပြီး lane shake ကထပ်လိုက်လာအောင်မလားမောင်စံ space ရဝင်းနေနေပဲဘာမှဆက်မဖြစ်နေဘူးခောက်ဆွဲချုံလို့ရှိနေပါရောရာဝါးရပို့တန်မှာလူဝဲနောက်ကနေ favoriteဘောလီဘာလီက fake crack တော့မထိုးဝိုင်းနေပဲလူဝဲနောက်တော့ပြန်ပတ်လာပြီကတိတာပြီးတော့ ocean တွေပါကချောင်းတဝဲအတွက်ကိုတယောက်တည်း level resist လက် lane shake ကချက်နေပဲချောင်းတန်းနေ favorite နဲ့ fake crack ထိုး3မှာ oh my god ကတိတာလက်ဆွဲ one combo tiger evolution 1man ပဲ fanny k ပဲလိုက်ဆွဲနေနေပဲ hero k ရတောက်လျှောက်ပေးနေရပြီးတော့နောက်က fancy နဲ့ပဲထပ်ပစ်ထားနေပဲပြန်ပြေးနေရပြီကဲ tiger တကောင်ထပ်ရအောင်မလားကကူရာကာကျင်သေးရဆိုမှလဲ fanny k ပဲနဲ့ပြန်ဝင်ဝိုင်းနေပဲ k ပဲအလှလေးဆွဲပြီးပြန်တော့ထပ်သွားတယ် beatrix sniper လွဲနေနေပဲ1 for 2 trade နဲ့တူဗတဲ့ဆိုင်ဝါလှရဆိုမဲ့လေ hero key နှစ်ကောင်လောက်ထိပဲပြန်ပေးစားလိုက်ရပဒံမလီပါလီတော့ပြ favorite နဲ့2မှဖမ်းတဲ့ fake crack ထိုး6 elbow ပဲဖြတ်တယ်နောက်က follow damage ပါမလဲလက်ပု resist လက် lane shake က resist လက်ထပ်ရိုက်နေနေပဲ fanny cave ကတ်တော့ tiger evolution 3မှဖမ်းမိတာဒါပေမဲ့လေ tiger နောက်က follow damage ပါချင်းကို tiger ပြန်ပေး strike ပါ bull headshot ထပ်ချိနေနေပဲလက်ပုတော့မှာဆုံးတာ hero key နှစ်ကောင်ထိပဲထပ်ရဝိုင်းနေပဲကောင်းလိုက်တဲ့ budget စ
နော်အလုံးလုံးတဝေးဒရိုဂန်ဒီပါပြန်ရသွားတဲ့အချိန်ကိုမဖလာကနဲ့ဝင်ဖန်မတ်မန်လီကိုကန်တာ direction တော့လွဲသွားပြီ6အနေနဲ့ပဲ super bullet နဲ့ပြန်ကတိတာလက်ဆွေဖလာကနဲ့ခွဲပြောင်းဝိုင်းနဲ့ခောက်ဆွဲပြလိုက်တဲ့ performance oh my god ကိုပြနေတာဒီမှာလေ fan ကို razor slide နဲ့လိုက်ရိုက်နေနေပဲမောင်းစရာ flag guy ပိုက်ပေးတဝေးဒရိုဂန်ကိုချောင်းပြန်ကန်ပြီးတာ beach sniper လိမ့်ရှိတ်က1မှာထိထားတယ်နောက်ကလည်းဗဒန် favorite တွေပါ wall ပေး frequent နဲ့ထိုးပေးတာဆိုမှတိုက်ပြီး scale 2နဲ့3ဆွဲသွားတာ3 man ကောင်းလိုက်တာ calculation ရအောင် over damage လောက်တဲ့ချိန်ကဘေးထွေအော်ခောက်ဆွဲလက်ဆွဲကို flag နဲ့ထပ်ခွဲပြသွားရင်းနဲ့ပဲကာကူရာပါထအဆုံးတိုက်နေ Hiroki 3အောင်လောက်ထိပါကြာရှုံးသွားပြီ so Granger တော့လုံးမရတော့မယ်ဆိုတာတိသွားတယ်18မိနစ်အချိန်မှာ low လုံးရမယ်ဆိုတာတိသွားပြီပေါ့နော်လောမလို့ရင်ငါတို့အားလို့မရဘူးကွာတိုက်ပြီးကိုစီးပဲပြောင်းတက်ကူတူမြင်းနေပါခေါ်လိုက်နေလောကတော့ပြီးသွားပါပြီတာဝရီကထွက်လာတဲ့ကောင်လေးဆွဲစားခံတော့မချောင်းတဝက်တော့ပြန်ပြီးတော့ ocean လက်ဆွဲတကေတူတန်းဖြတ်သွားရင်းနဲ့ပဲတိုက်ပြီး favorite figure ထိုးမလား figure လေးပဲထပ်ထိုးပေးလိုက်ရင်တိုက်ပြီး evolution စုရင်လည်းဆိုမဲ့ပြီးတော့ ocean နဲ့ပဲဆုံးသက်တိုက်ပြီးထပ်ပေးလိုက်ရင် Hiroki နှစ်ကောင်ခောက်ဆွဲကိုပေးဆက်လိုက်ရပြီ6 air ball လေး flag လေးတင်တဝက်တော့ကန်မှု direction လွဲနေတာ favorite နဲ့ wall page ဆိုမဲ့ lane shake ကမနှစ်ကောင်မိ racing ဆိုတာလွဲတဲ့ချင်းတစ်ခုမှာဘာမှတော့ဆက်မဖြစ်တော့နောက်က follow damage လိုအပ်နေတယ် fanny cable လေးပါ lane shake ကလွဲနေတင်းနေပဲကဲ3ယောက်5ယောက်ဗတေးဆိုင်မှာစလာဘူဟာရှော့ oh my god ဖဒါ figure နဲ့ wall လေးပါပိတ်ပြီးတာ fanny wall ဆွဲပြီးဆွဲလက်ဆွဲဖြတ်ခွဲလိုက်တာမောင်စံနေနဲ့ Hiroki ပါပေးစားတကောင်လဲကြံတော့ Granger ဘယ်လိုထိမ့်ပါလဲ super bullet ဒီတောက်လျှောက်ပြစ်နေနေပဲ Granger Russell ဒီစုံနာနာပြဲပြီးတော့လိန်ထိန်ရင်တည်ရတာငါးအောင်ဒီပြေးတက်လာရင်လည်းပဲဗဒန် flag နဲ့ပဲ favorite wall page figure wall ထိုးနေ preset တော့ only ရိုက်ဝိုင်းနေသူချီပါ